အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အခုလက်ရှိအမေရိကမှာ real estate agent အနေနဲ့လုပ်ကိုင်နေတာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုထဲမှာတော့ real estate agent တယောက်ဖြစ်လာဖို့ဘာတွေပြင်ဆင်ခဲ့လဲဆိုတဲ့အကြောင်းအလေးကိုကျွန်တော်အချင်းချင်းလေးရေးပြမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်ရဲ့ office မှာပါအမေရိကရောက်လာတဲ့အခါမှာ real estate agent လုပ်မယ်ဆိုပြီးတော့ကျွန်တော်စိတ်ကူအတွေးရှိခဲ့တယ်ဒီလိုနဲ့ပဲရှာဖွေရင်းနဲ့ပထမဆုံးအဆင့်အနေနဲ့နိုင်စင်ရဖို့အတွက်ကျွန်တော်သင်တန်းတက်ရပါတယ်သင်တန်းကိုတော့ကျွန်တော် self study ပဲလုပ်ဖို့အတွက်စဉ်းစားပြီးတော့ဝေပေးသွင်းလိုက်ပါတယ်အကျိုးရလဒ်အနေနဲ့ကတော့နေ့ရောညရောကျွန်တော်စာလုပ်ရပါတယ်ပိတ်ရက်တွေအားလည်းတွေပါလဲစာလုပ်ရမယ်ဆိုရင်စိတ်နဲ့ပဲကျွန်တော်စာလုပ်ဖြစ်ခဲ့တယ်ပေါ့နော်လောပိုင်းတွေတခြားအသက်ဆန်းနေမယ်ဆိုကြမို့အချိန်တော့တော်တော်လေးပေးလိုက်ရတယ်ကတ်တလီရမ်းမွေးကြရင်ကျွန်တော် coffee ဆိုင်သွားပြီးတော့မှစာလုပ်ဖြစ်ပါတယ်ဒေးလာကြာတဲ့အခါမှာတော့ကျွန်တော်ရဲ့တနင်္လာတော့ပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ဆိုဒီနေ့ကတော့ကျွန်တော်ဆောင်းဝဲဖြေရမယ့်နေ့ပေါ့နော်ဆောင်းဝဲကတော့4 နာရီစာဖြေရတော့ပေါ့နော်အခုထက်စံတာလည်းရောက်နေပြီဆိုတော့၄လနီးပါးလောက်စာသင်ခဲ့တာဒီနေ့ဖြေရတော့ပေါ့နော်ဆေးတော့လှုပ်ရှားနေတယ်ကျွန်တော်အခုပဲဆောင်းဝဲအောင်ပြီးထွက်လာပြီဆိုတော့10 နာရီလောက်ကဝင်တယ်2 နာရီတုတ်ကနေမှပြီးတယ်4 နာရီနီးပါးလောက်ဖြေလိုက်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီပေးတဲ့အချိန်တွေကိုအကုန်လေးသေချာယူပြီးတော့နောက်တစ်ခေါက်ထပ်မဖြစ်ချင်တော့အကောင်းဆုံးဖြေလိုက်တယ်ဆိုတော့၄ လတာပြင်ဆင်ခဲ့တဲ့ဆောင်းဝဲကတော့ပြီးသွားပါပြီကျွန်တော်အိမ်ကနေပြီးတော့မြို့တွေကိုတနအီကျော်လောက်ကမောင်းမိသွားရတယ်။ Licensing broker တယောက်ဖြစ်သွားပြီဖြစ်တဲ့ကြောင့်မြို့တွေက apartment တွေကိုကျွန်တော်ကိုယ်တိုင်ဆက်သွယ်ပြီးတော့မှသူတို့အတွက် apartment promotional video တွေကျွန်တော်တားရိုက်တယ်။လူမျိုးနဲ့ဆက်သွယ်ရတဲ့ဖြစ်တဲ့ကြောင့်ကျွန်တော်တို့တင်ကြအများကြီးရတယ်လို့ခက်ခဲတဲ့ကြုံတွေ့ရတယ်ရှိတယ်။ဂျုံသွားပြီးတော့မှ training တက်ရတယ်။ကျွန်တော်ရဲ့ manager နဲ့ meeting ထားရတဲ့အချိန်တွေလည်းရှိပါတယ်။ဒီနေ့ကပထမဆုံး client တက်ကျွန်တော်အခန်း3ခန်းလိုက်ပြမယ်ပထမဆုံး client ဆိုတော့ဒါနဲ့ Uber လေးကိုစိတ်လှုပ်ရှားရတော့ရှိရပါတော့ဒါပေမဲ့လည်းကောင်းဆောင်လုပ်မယ်